စစ်တပ်ကဗမာတမတော်ရဲ့မကောင်းတဲ့လုပ်ရတွေပေါ်အန်တီရေငုံနှုတ်ပိန်နေတယ်ဆိုတာမှန်ပါသလားတဲ့အဲ့ဒီဟာအဲ့ဒီပြောမယ်နော်ဒီ2010မတိုင်ခင်တုန်းကအဲ့ဒီချိန်တုန်းကနဝတနာဖအစိုးရမတရားလုပ်တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ပြောဆိုခဲ့တာအန်တီတို့ပါတီကလွဲလို့ဘယ်ပါတီပြည်တွင်းမှာရှိခဲ့လို့လဲနောက်ပြီးတော့လည်းအဲ့ဒီတုန်းကဒီနာဖအစိုးရအနေနဲ့မတရားသဖြင့်လုပ်နေတယ်ဆိုပြီးတော့ဒီအစိုးရကိုတရားစွဲခဲ့တာအန်တီတို့ပါတီအပြင်ဘယ်သူရှိခဲ့လို့လဲပြီးတော့အန်တီကယုံကြည်ချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကိုကနည်းနည်းအားကြီးလာတဲ့အခါမှာလူများကိုဖိထောင်းခြင်းနဲ့စိတ်ဓာတ်မျိုးလုံးဝမထားအောင်ဒါကြောင့်နောက်ပြီးတော့အန်တီတို့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုစထူထောင်ကြတဲ့အမျိုးသားပြန်လည်ရင်ကြားစိတ်ရေးအတွက်ထူထောင်မယ်ဆိုပြီးတော့ပြောခဲ့တယ်အမျိုးသားပြန်လည်ရင်ကြားစိတ်ရေးကိုအမြဲဥတည်ခဲ့တယ်အခုလည်းဥတည်နေတယ်အဲ့တော့ကျမတို့ကစစ်တပ်နဲ့ပြည်သူကြားမှာပြန်ပြီးတော့ပြေလဲစေခြင်းနဲ့အမျိုးသားပြန်လည်ရင်ကြားစိတ်ရေးဆိုတာဟာတချို့ကဘယ်လိုထင်လဲမသိဘူးကျမတို့တိုင်းရင်းသားအချင်းချင်းပဲလောက်လုံလောက်တယ်လို့ထင်တယ်အဲ့ဒါလည်းမဟုတ်ဘူးကျမတို့ကတိုင်းရင်းသားအချင်းချင်းလဲရင်ကြားစိတ်ရေးတွေလုပ်ရမယ်တက်နဲ့ပြည်သူကြားထဲမှာလည်းရင်ကြားစိတ်ရေးတွေလုပ်ရမယ်မတူတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေကြားထဲမှာလည်းရင်ကြားစိတ်ရေးတွေလုပ်ရမယ်အဲ့တော့အမျိုးသားရင်ကြားစိတ်ရေးဆိုတာအင်မတန်မှကျေပြတ်ပါတယ်တော့ကျမတို့ဟာဘာဖြစ်လို့တယောက်နဲ့တယောက်ကိုရှုံချစေခြင်းလဲကျမကိုဘယ်သူ့ကိုမရှုံချလို့ဘယ်အဖွဲ့ကိုမရှုံချလို့ဆိုပြီးတော့ဝေဖန်တာရှိသေးတယ်အဲ့တော့ကျမကဒီလိုမေးခြင်းတယ်ရှုံချခြင်းအပြင်ဘာအကျိုးအမြတ်ရှိမလဲဆိုတာကိုကျမကိုရှင်းရှင်းလင်းလင်းလက်ခံနိုင်လောက်အောင်ပြောနိုင်ရင်ကျမရှုံချမယ်ကျမဒီလိုရှုံချခြင်းဟာကျမတို့အချင်းချင်းပို့ပြီးတော့ကွဲပြားစေတယ်ပို့ပြီးတော့စိတ်ဝင်းကွဲစေတယ်လို့ကျမမြင်တယ်ကျမတို့ဟာခွင့်လွှတ်နိုင်ရမယ်နော်ကျမအမြင်မကြာခဏကျမပြောမှုပါတယ်ဘယ်ဇာလန်ကလည်းမသိထဲမှာလည်းမသိတယောက်ပြောခဲ့တဲ့ဟာပေါ့နော်သူ့ကိုတယောက်ကမေးတာခင်ဗျားဆိုရင်ဒီကိစ္စမျိုးကိုခွင့်လွှတ်နိုင်မလားဆိုတော့သူ့အဖြေကိုကျမသဘောကျလို့ဇာလန်တော့မေ့သွားပြီအဖြေတော့ကျမမှတ်နေတယ်အဲ့တော့အဖြေကဘယ်လိုလဲဆိုတော့ကျွန်တော်အားတဲ့ဘလောက်များကောင်းလို့ဘလောက်များမြင့်မြတ်လို့ဟိုလူဒီလူကိုခွင့်မလွတ်ဘူးလို့ပြောနိုင်တဲ့လူမဟုတ်လို့လဲတဲ့နောက်တစ်ဖက်ကကြည့်လိုက်လို့ရှိရင်လေကျွန်တော်ကဘလောက်များဩဇာရှိလို့ဘလောက်များမြင့်မားနေလို့ဟိုလူကိုခွင့်လွတ်တယ်ဒီလူကိုခွင့်လွတ်တယ်လို့ပြောပိုင်ရှိတယ်လေတဲ့ရိုးရိုးလေးပဲလူတိုင်းဟာလူများတယောက်ကိုခွင့်လွတ်မယ်လဲပြောပိုင်ခွင့်ရှိလောက်အောင်ခွင့်မလွတ်ဘူးလဲပြောပိုင်ခွင့်မရှိလောက်အောင်မမြင့်ကြပါဘူးကျမတို့ဟာအားလုံးတူတူပါပဲဒါကြောင့်ကျမတို့ဟာခွင့်မလွတ်ဘူးခွင့်လွတ်တယ်ဒီလိုစကားမျိုးတွေကျမမစဉ်းစားခြင်းဘူးအဲ့တော့အချင်းချင်းဘယ်လောက်အဆင်ပြေအောင်လုပ်နိုင်မလဲဆိုတာပဲကျမစဉ်းစားခြင်းကျမမကြိုက်တာတွေရှိတာပေါ့ကျမကိုဂျဟန်တာမှမဟုတ်တာကျမမကြိုက်တာတွေရှိတယ်ကျမမလိုလားတာတွေရှိတယ်ကျမသဘောထားနဲ့မတိုက်ဆိုင်တာရှိတယ်ကျမမကြိုက်တဲ့လူတွေလည်းရှိတယ်ကျမသိမကြည့်မရတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့အဲ့ဒါကြောင့်တော့ကျမတို့ရဲ့အမျိုးသားရင်ကြားစိတ်ရေးကိုထိခိုက်အောင်ကျမမလုပ်ချင်ဘူးဒီကြောင့်ဟိုလူကိုအဆိုးပြောဖို့ဒီလူကိုအဆိုးပြောဖို့တယောက်နဲ့တယောက်မတိုက်တွန်းကြပါနဲ့ဒီကျမတို့ဂျားထဲမှာဖြစ်နေတဲ့အမုန်းပွားမှုတွေမကျေနပ်မှုတွေတယောက်နဲ့တယောက်ဒီလိုတယောက်နဲ့တယောက်အမြင်ဆောင်မှုတွေဘယ်လိုပြေလည်သွားအောင်လုပ်ပေးမလဲဆိုတာကိုစဉ်းစားကြပါလို့ကျမဒီနေ့တိုက်တွန်းချင်ပါတယ်